စပယ်ပန်းနဲ့မမကပုံများတဲ့အကြိုက်ကြီးကြီးကြိုက်ထားတယ်ဘာမှအဝေမစီဘူးတဲ့အော်အဲ့နေငါစပယ်ပန်းပန်းတာ အဲ့ဒါဟုတ်တယ်သူလေအဲ့ဒီလေးတော့ငါဆိုလို့ရှိရင်သူမြောက်ဆိုနည်းနည်းလေးမအောင်မငဲ့အညာတာ ဟောတကယ်ဆိုလို့ချင်းသူတကိုက်ကိုတကိုက်ကြိုက်ထားကွယ်ဒီလားသူကြီးကြီးကြိုက်လဲရတယ်ကျမတက်တက်ကြိုက်လဲရတယ်ကွယ်ဒီလားဟိုသူသွားတယ်ကျမသွားတယ်ကိုရှင်းပြအောင်မနင်းသွားစီပြလားပြုတ်သူသွားဆိုအကြီးကြီးကျမသွားဟင်းကျမသွားတက်တက်လေးကျမတက်တက်လေးရကွယ်အကြီးကြီးကြိုက်နေတာဒါကျမတော်လို့လေသူသွားကြည့်ရတာနဲ့တက်တက်လေးကြိုက်တာသူညံ့လို့မဟုတ်ဘူးလားအဲ့ဒါကိုရှင်းရဘာဖြစ်နေတာဒီတိတိတလုံးမှငါပဲရှင်းရမတထားဘူးလားအဝဲမစီဘူးလားတကယ် အဲ့ဒီလေးတော့ဆိုဟုတ်တယ်နော်နောက်ပိုင်းသူမြောက်လေးပြောမှပြန်ကြည့်လိုက်ခါကျမှဟုတ်တယ်ကွယ်မဲကွန်ဆိုလဲသူမြောက်နှခါမေ့တယ်သူကနေပြီးတော့လက်ကောင်ဆိုလဲလက်ကောင်ဆိုအဲ့လိုနဲ့ အဲ့နေကကျမဘလို့ဖြစ်မအောင်မသိဘူးကြောင်ကရန်တော့ဖြစ်နေတာကွယ်သီလားနောက်ပြီးတော့လည်းပြောအောင်မယ်သူနဲ့ကျမနဲ့တီးတီးကြိုက်တယ်ကွာချားနီးမိပြူဟာလေသူနဲ့ကျမနဲ့ तू ကအပြိုကျမအိုးကွယ်အိုးဆိုတော့တီးတီးစားဖို့လို့တဲ့အားရပါရအဲ့လိုကြိုက်ချလိုက်တော့အကြည့်ရလေ तू ကအပြိုဆိုတော့ရှိုးနဲ့ပဲ့နဲ့ရှုပ်စမို့နဲ့ကြိုက်ခါကြတော့တိတ်တိတ်လေးပါမှာပေါ့အဲ့ဒါလည်းကွာသေးရဲ့နော်ဟုတ်တယ်မလား ဘာမှမဟုတ်ဘူးသူမြောက်လည်းသူမြောက်ကရင်တာဟာ ကြိုက်ပြလောက်မှန်ဟောကြိုက်ပြမယ်ဆိုတော့တိတ်တိတ်ပဲပါနေသူရတဲ့ကိုတို့လူစားတယ်ပြဿနာလူစားတယ်အကြောင်းမပြောလိုက်အောင် လူစားတယ်ဆိုတာညီမရအဲ့လောက်လူမစားဘူး तू ကလူတာကြည့်ရတိုင်းနိုင်ရလူတာ တို့တိတိရှာလို့လူသွားလား ဘာမှတည်တည်မကြောက်အိမ်မကတော့တည့်ပင်အောင်အော်ရောဒါပေမဲ့ကြိုက်ကိုကြိုက်တာနေကင်းအိယာနေဘာလဲနိုးပြီဆိုလို့ရှိရင်ဒီလိုမျိုးအချင်းလေးတွေဆက်လိုက်ရင်ဒီလုံးကအစင်ပြေတယ်ပေါ့နှမဆိုလို့ရှိရင်တမုံမုံတသုံးသုံးနဲ့နော် မင်းကလေးဆိုတော့အချင်းကကြိုက်တယ်ကွယ်ဒီလားအဲ့နေရကြတော့အပြောဆော့တာဖြစ်တဲ့အတွက်သူတကိုက်ကိုတကိုက်စဆိုတော့ဒါလူစစရာအစစရာလေးကိုအဲ့လိုမျိုးလူစတော့ရှင်းလို့လည်းရီးရတယ်လေနော်တိတိကတော့အိမ်မှာအော့လို့ပါရှင်ဒီလားဒါပေမဲ့ဟောတိတိကိုကျမဟိုးအောက်ကနေဒီဖျားပေါ်ကုန်းပေါ်မလာတာတော့ဝေတော့ဝေလို့ပေါ့ကွယ်သူတလက်မှာကိုတလက်မှာ ဘာမှသူတက်လက်မမဟုတ် ဟောဒီနေ့ကနေမလာ ဘူးပြရည်တယ်မတည်တည်ရတယ်တကယ်အဝေးမစီတာ နေစကြကြည့်ပါအောင်ဒါဆို နဲဟုတ် နေစကြလားအေးအဲ့လိုကအဲ့ဒါကိုကိုင်းချဒီမှာစကြကြပြမယ်ဒီမှာ အဲ့ဒါတော့ဗလက်ချက်လည်းတူတယ်သူကဆရာတော်မှမတူအဲ့သူကကြည့်တာ အဲ့ဒါလေးသိလားဒါသူတို့ကိုက်မလို့နော်ပြောတာတော့မှပဲ तू သိပြီအောင်သိတာဒါ तू ညံ့တာလေကျမတော်လို့နော်ကဲအားလုံးပဲပြောရှင်းကြပါစေရှင်ဒီလား ဖြစ်တယ်နော် ကျေးဇူးလည်းအများကြီးတင်ပါနော် သူလည်းအများကြီးတယ်မှာ